EMC number ဖြစ်နေရမယ်ဒီမှာ C7 C ရဲ့ 7A 7A ဆိုတာက64 ID 3လုံး64 bin ID 3လုံးYMUS no 8B 2D 8B ဆိုရှင်6ဒါက 8B ဆိုရှင်128ကဲ 8B 128ဒါက 7A ဆိုရင်64ဟိုဒါက 9B နော်9B ဆိုရင်256 9B လို့ပါနော်YMUS 9B 2D အဲ့ဒါ112